အားလုံးပဲမင်္ဂလာပါတူတူကေးပြီးကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်မှာရောက်ရှိလာမယ်ကွာလာတာအီဗန်ကြောင့်ကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျဗီဒီယိုလေးဖစားတဲ့ချိန်မှာတူတူရဲ့ channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လေးလုပ်ပေးကြပါဦးကျွန်တော်ပါဝင်မိတ်ဆွေတို့ပါစောင့်မျှော်နေကြတဲ့ဒီကွာလာတာအီဗန်ကမကြခင်မှာရောက်ရှိလာတော့မယ်ပေါ့နော်ဒီအီဗန်ကြောင့်ဒီအီဗန်ပုံစံကိုကြည့်လိုက်ရအောင်ဒီဘက်မှာဆိုရင်လည်းပဲ1 draw နဲ့10 draw နဲ့2မျိုးပါဝင်လာပါဗျာ1 draw ကို diamond 50 10 draw ကို diamond 900ကုန်ကျမှာပဲဖြစ်ပါတယ်ဒါပေမဲ့1 draw ကို 50% discount short ထားပြီးတော့တရက်တစ်ခါ diamond 25လောက်နဲ့လဲလွှဲရမှာပဲဖြစ်ပါတယ်ခင်ဗျ10 draw ကတော့ပထမနေ့မှာ10% off ပေးထားတာမလို့diamond 450နဲ့လဲလွှဲရမှာခင်ဗျဒါပထမတစ်ခါလည်းမဟုတ်ဘဲနဲ့နောက်အကျိန်ရင်လည်း450နဲ့ပဲလဲလွှဲရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျဒါပထမလာတဲ့နေ့မှာလဲရင်ရမယ် short စီပါခင်ဗျနောက်ပြီးဒီ quarter event မှာ diamond ရော COA ပါတုံးလို့ရပါတယ်ဗျပြီးတော့ starlight ဝင်ထားရင်လည်း COA 300ကိုထပ်ပြီးတော့လဲခါရအောင်ပါဗျဒါကြီးမိုက်တယ်ပေါ့နော်အဲ့ထက်ပိုမိုက်တာရှိတယ်ဗျအဲ့ဒါကတော့ကိုကြိုက်တဲ့ skin ကိုကိုစစ်ကြိုက်ဝယ်လို့ရတာပဲဗျဒီမှာဆိုရင်လည်းပဲ quarter skin တွေကတစ်လမှာတစ်ခါ9កောင်ပါဝေလာမှာဖြစ်ပြီးတော့အဲ့ဒါကတော့ quarter skin အစ်စ်နဲ့အဟောင်းဆိုပြီးရောဝေးပါလာမှာဗျ quarter skin အစ်စ်ကိုတော့ကွာ920နဲ့လဲလို့ရမှာဖြစ်ပြီးတော့ quarter skin အဟောင်းတွေကိုတော့ကွာ800နဲ့လဲလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျနောက်ပြီး lucky box skin တွေကပြန်ပြီးထည့်ထားပေးတယ်ပေါ့နော် lucky box skin တွေကိုတော့640နဲ့လဲလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ဒီ event မှာ fees တုံးကန်တွေကတော့ပြန်ပါလာနိုင်လားဆိုတော့ fees တုံးကန်တွေကတော့ diamond ထဲတာတွေတုံးကားတွေပါဝင်ကိုမှ6ကတ်လောက်ပဲရအောင်ပါခင်ဗျာနောက်ပြီးထည့်ရမယ့်နေရာရှိပါသေးတယ်ဘယ်ကနေလဲဆိုတော့ဒီမှာ draw တွေပါတွေလှည့်ရင်လည်းအဲ့ဒီကနေရရရောနော်ဒါဆိုတုံးကန်6ကတ်လောက်ပဲရမယ် skin ရဖို့ဆိုရင်မနေ့ကျတောင်းလဲရမှာလေဆိုရင်မိတ်ဆွေတို့က quarter skin တစ်ကောင်ရဖို့ဆိုရင်တော့အကျိန်100ဒါမှမဟုတ်130လောက်လဲရမှာပါခင်ဗျအဲ့ထက်နေသွားနိုင်တယ်ပေါ့နော်ဒါအတိအကျကြီးမရှိဘူးဗျတရားမတူကြဘူးဆိုတော့ဒါအတိအကျပြောလို့မတက်ဘူးဗျနောက်ပြီးဒီ event မှာလက်ရည်ပေါရထမ်းမှရနိုင်မှာလဲဆိုတော့မိတ်ဆွေတို့ကဒီမှာလက်ရည်နဲ့အကျိန်ရည်20 40 90လောက်အကျိန်ရည်ဖြစ်သွားပြီဆိုရင်ဒီ free တုံးကန်တွေထပ်ပြီးရရှိမှာပေါ့နော်နောက်ပြီးတော့ဒီမှာအကျိန်130ပြည့်သွားပြီဆိုရင်တော့လဲဒီ quarter scale လဲလို့ရတဲ့ coin 50ထည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာလက်ရည်နဲ့ scale တွေရောပေါက်နိုင်တာဆိုတော့ပေါက်နိုင်ပါတယ်ပေါ့နော်ဒီမှာဆိုရင် quarter skin နဲ့ lucky box skin တွေကိုတော့ပေါင်းနိုင်ချေကတော့ 0.08% special skin ကတော့ 0.90% elite skin ကတော့ 1.20% ဒါတွေကတော့ skin နဲ့ပေါင်းနိုင်တဲ့ရာခိုင်နှုန်းတွေပေါ့နော်နောက်ပြီးဒီမှာဆိုရင်လည်းရှိပြီးသား skin တွေပြန်ပေါင်းမယ်ဆိုရင်လည်း exchange coin တွေအဖြစ်ပြန်ပြောင်းပေးပါရဲ့ quarter skin ဖြစ် lucky box skin ဖြစ်ရှိပြီးသားဆိုရင်240ပြောင်းတော့မှဖြစ်ပြီးတော့ special skin ကိုတော့ coin 45 elite skin ကိုတော့36 basic skin နဲ့ရုပ်ပုံပေါ်တွေကတော့ coin 16ခုရရှိမှာဖြစ်ပြီးတော့ emoji တွေကတော့ coin 5 coin ပဲရရှိမှာပဲဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ဒီ quarter event မှာတစ်လကို9កောက်ပြန်ပြီးပြောင်းပေးတယ်ပေါ့နော်ဒါကြောင့်ကိုကြိုက်တဲ့ quarter skin မပါဘူးကွာဒါပေမဲ့လဲထားမယ်ကိုကြိုက်တဲ့ဟာလာမှပြန်လဲမယ်ဆိုရင်တော့အဲ့လိုမျိုးဆိုရင်မရဘူးပေါ့နော်ဘာလို့လဲဆိုရင်ဒီမှာ skin တွေကိုပြန်ပြောင်းပေးတဲ့ခါကျရင် coin တွေကပါအစားနဲ့ပြန်ပြီးဖြစ်တော့မှာပါဘာလို့လဲဆိုရင်ဒီ game ကိုဒီနေရာထိရအောင်လုပ်လို့ရတယ် positive မဟုတ်ဘူးเนาะသူလည်းစဉ်းစားပြီးမှပဲလေဒီကောင်တွေက daily discount နဲ့လဲပြီးတော့ယူမဲ့ကောင်တွေဆိုပြီးတော့ပေါ့အဲ့လိုမျိုးပေါ့ဗျာဒါကြောင့်မလို့ပြောချင်တာကတော့ကိုကြိုက်တဲ့ skin တွေမလာသေးဘူးဗျာကြိုလက်ထားတာမျိုးတွေတော့မလုပ်ပါနဲ့ဗျနောက်မဟုတ်ရင်ကိုပဲဆုံးရှုံးမှုများတယ်ပေါ့နော်ကိုကြိုက်တဲ့ skin တွေလာမှလဲဖို့ပြောချင်ပါတယ်နောက်ပြီးဒီ quarter event မှာကျွန်တော်ကတော့ကုရှင်ရဲ့ quarter skin ကိုယူမှာပေါ့နော်ဘောင်းစေကုရှင် quarter skin ကဥစား ribbon ပြုတ်လုပ်ပေးမယ်လို့တော့သိထားရတယ်ပေါ့နော်နောက်ပြီးကျွန်တော်ကိုရတဲ့ကုရှင် oskin စုနာဆိုတော့ကုရှင် skin ကိုယူမယ်မိတ်ဆွေတို့ကတော့ဘာ quarter skin ကိုစောင့်နေကြတာလေဘာ skin တွေယူရမှာလဲအများစုကတော့ဒီလေး quarter skin ကိုပဲစောင့်ရတာများတယ်ပေါ့နော်တချို့မိတ်ဆွေတွေကရောဘာယူကြမှာလဲဆိုတော့ comment မှာဝင်ရောက်ပြောဆိုခဲ့လို့ရတယ်ပေါ့နော်ဒါဆိုဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရပ်နာပြစေနောက်ကြရင်ပိုကောင်းတဲ့အကြောင်းနဲ့တူပြန်လာမှာဖြစ်လို့ channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လေးလုပ်ပေးကြပါဦးကျွန်တော်တူပါပြန်တွေ့ကြတာပေါ့